ဒီနေ့တော့ icon တွေကိုအလွယ်တကူ download ဆွဲလို့ရတဲ့ website 5 ခုကိုပြောပြပေးမှာဖြစ်ပါတယ်။ဒါဆိုရင်အမနဲ့တူတူတစ်ချက်ကြည့်လိုက်ကြရအောင်။ပထမဆုံး website ကတော့ Fred Icon ဆိုတဲ့ website ပဲဖြစ်ပါတယ်။ဒီ website မှာဆိုရင် Fred icon တွေရော sticker တွေရောအများကြီးကို download ဆွဲလို့ရပါတယ်။ဒီမှာဆိုရင်သူအောက်မှာပြတာပေးတယ်ပေါ့နော်။ sticker တွေလည်းအများကြီးရှိတယ် filter တွေလည်းအများကြီးရှိတယ်။ဒီမှာတော့ icon ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာ icon ပေါင်း18 million လောက်ရှိတယ်ပေါ့နော်။ဒီထဲမှာကိုကြိုက်တဲ့ icon တွေကို free download ဆွဲလို့ရပါတယ်။နောက်တစ်ခါကျတော့ sticker တွေလည်းရှိတယ်။ဒီမှာဆို sticker လှလှလေးတွေလည်းအများကြီးရှိတယ်ပေါ့နော်။ကိုစိတ်ကြိုက် sticker လေးတွေကို download ဆွဲလို့ရပါတယ်။နောက်ဒီမှာဆိုရင် Christmas sticker လေးတွေဆိုအရင်လှရတယ်ပေါ့နော်။ဒီမှာချစ်စရာကောင်းတယ်။အဲ့ဒါလေးတွေလက်ဆွဲလို့ရတယ်။နောက်တစ်ခါကျတော့ interface icon ပေါ့နော်။ဒီလိုမျိုး icon လေးတွေလည်းရှိတယ်။ဒီမှာဆိုရင် icon တွေပေါ့နော်။ကိုကြိုက်တဲ့ icon တွေကိုကိုယ့်ရဲ့ design မှာပြည့်ယူသုံးလို့ရတယ်ပေါ့နော်။နောက်တစ်ခုကိုကအိမ်မှာ icon လေးတွေကိုဘိုးလုပ်ချင်လား regular လုပ်ချင်လား solid လားနောက်မဟုတ် color လေးတွေချင်းချင်လားအဲ့လိုမျိုးလေးတွေလည်းချင်းလို့ရတယ်ပေါ့နော်ဒီမှာကိုစိတ်ကြိုက်ပေါ့နော်အမျိုးမျိုးပြောင်းလို့ရပါတယ်နောက်တစ်ခါကျတော့ animated icon ကကျတော့ icon လှုပ်လေးတွေကိုပြောတာပါ animation icon လေးတွေပါအဲ့ icon တွေကိုလည်းစိတ်ကြိုက်ယူသုံးလို့ရပါတယ်ဒီ Fred icon ကတော့တကယ်မိုက်တယ်ပေါ့နော်အမအကြိုက်ဆုံး website တွေမှာလည်းပါတယ်ဘာလို့ဆို icon တွေကိုလွယ်တကူ download ဆွဲလို့ရတယ် sticker တွေကိုလည်းလွယ်တကူ download ဆွဲလို့ရပါတယ်နောက်တစ်ခုကကြတော့ icon 8ပေါ့နော်ဒီ icon 8မှာဆိုရင်လေ icon တွေရော illustration တွေရော photo တွေရော 3D model တွေရော music တွေရောကိုယ်စိတ်ကြိုက် download ဆွဲလို့ရပါတယ်ဒီမှာဆိုရင် Facebook logo ဆိုပြီးရှာလိုက်ပါမယ်ဒါဆိုရင် Facebook နဲ့ပတ်သက်တဲ့ logo တွေအများကြီးကြာလာပါတယ်ကိုကြိုက်တဲ့ logo လေးတွေကိုယူသုံးလို့ရတယ်နောက်တစ်ခါကျတော့ illustration ပေါ့နော် illustration Facebook logo illustration ပေါ့နော်ရှာလိုက်လို့ရတယ်ဒါဆိုရင်ဒီမှာပေါ့နော် Facebook logo မှာ illustration နဲ့လုပ်ထားတဲ့ဟာလေးတွေကြာလာပါမယ်နောက်တစ်ခါကျတော့ 3D model ပေါ့နော်ကိုက 3D model လို့ချင်း 3D model မှာတော့မရှိဘူးအဲဆိုရင်အမက gay ဆိုပြီးရိုက်ရှာလိုက်ပါမယ် gay လို့ရိုက်ရှာလိုက်ရင်ဒီမှာပေါ့နော် 3D က model ကမှလေးတွေကြာလာပါတယ်အဲဆိုအရင်မိုက်တယ်ပေါ့နော်ကိုကဒီ Figma တို့ဘာလို့နဲ့ design ဆွဲတာဖြစ်ဖြစ်အဲ့ဒါလေးတွေယူသုံးလို့ရတယ်ပေါ့နော်ဒီမှာဆိုရင် 3D နဲ့ပတ်သက်တဲ့ဟာတက်ပေါ့နော် 3D နဲ့ပတ်သက်တဲ့ design နဲ့တက်ကိုယူသုံးလို့ရပါတယ်ဒီ icon အဲ့ကလည်းတကယ်မိုက်တယ်ပေါ့နော် icon အဲ့မှာဆိုရင်ဒီ background တွေရော photo တွေရောဒီ 3D character တွေရော cartoon character တွေပါကိုစိတ်ကြိုက်လို့ယူသုံးလို့ရတဲ့အတွက်တော်တော်လေးမိုက်ပါတယ်ဒီမှာဆိုပုံနဲ့ပေါ့နော်သူကဘယ်လိုလေးလဲဆိုတော့ဒီ icon အဲ့မှာဆိုရင်ပုံဆိုရင်ပုံအတွက် website ဆိုပြီးတော့တက်ချိတ်တာဖြစ်ပါတယ်ဒီမှာဆိုလဲလေကိုကြိုက်တဲ့ photo တွေအများကြီးရှိတယ်ပေါ့နော်ကိုစိတ်ကြိုက်ရွေးပြီး download ဆွဲလို့ရပါတယ်သူကဒီပုံလေးရောဒီ icon တွေရောကိုlink လေးတွေနဲ့ website တစ်ခုချင်းစီချိတ်ထားတဲ့အတွက်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဘယ် website တွေဝင်ရင်တော့ပုံသက်ရမယ်ဘယ် website တွေဝင်ရင်တော့ဒီ icon တွေsticker တွေရမယ်ဆိုတာလောက်ထားတဲ့အတွက်အရင်မိုက်ပါတယ်ဒါဆိုရင် music အတွက် website ပေါ့နော် music အတွက် website ပေါ့လို့ရှာလိုက်ရင်ဒီမှာပေါ့ music နဲ့ပတ်သက်တာတွေအကုန်လုံးကြာလာပါတယ်အမစမ်းသုံးကြည့်ဖို့အကြံပေးပါတယ်ဒီ website လေးတွေဆိုအရင်မိုက်တယ်ပေါ့နော်အဲကြောင့်စမ်းပြီးတော့လုံးကြည့်သုံးကြည့်ပါလို့ဒီမှာဆို free လို့ရွေးလိုက်တာ ਨੇ ဒီမှာ free တက်ကြလာတယ်ပေါ့နော်ဒီမှာ free တွေတက်ကြလာတယ်ကိုကဘာရွေးချင်တာလဲဒီမှာ cartoon ဆိုလဲ cartoon နဲ့ပတ်သက်တဲ့ဟာလေးတွေကြာလာတယ်ဒီမှာနောက်ရှိသေးတယ်နောက် website တစ်ခုကကြတော့ Feather ဆိုတဲ့ website ပေါ့နော် Feather ဆိုတဲ့ website ဒီ website ကကြတော့ဒီမှာဆိုရင်ဒီ site တွေလည်းချိန်လို့ရတယ်နောက်ပြီး stock တွေ web တွေကိုလည်းချိန်ပြီးတော့ကို download ဆွဲလို့ရတယ်ပေါ့နော်ကိုစိတ်ကြိုက်ချိန်လို့ရတယ်ဒါဆိုရင်နှိပ်လိုက်တာနဲ့သူကဒီလိုမျိုးလေး download ဆွဲသွားရတယ်ပေါ့နော်ဒီ website လေးလည်းတော်တော်ကောင်းတယ်ဒီ
ဒီ icon တွေယူသုံးမယ်ဆိုရင်တော်တော်လေးအဆင်ပြေတယ်နောက် website တစ်ခုကကြတော့ icon svg ပေါ့နော်ဒီမှာဆိုလဲလေ icon တွေမှာအများကြီးပဲတော်တော်လေးလဲဟို icon လေးတွေစုံစုံလင်လင်လေးတွေရှိတယ်ပေါ့နော်ဒီမှာဆိုရင် icon နဲ့ပတ်သက်တာလေးတွေအများကြီးရှိတယ်ကိုယ်စိတ်ကြိုက်ယူတော့ design တွေမှာလည်းထည့်သုံးလို့ရတယ်ဒီ website တွေပါတွေဆွဲမယ်ဆိုလဲလေ website တွေထဲမှာလည်းထည့်သုံးလို့ရပါတယ်ဒီ icon တွေကြတော့ဘယ်သူတွေအတွက်သင့်တော်လဲဆိုတော့ဒီ web developer သမားတွေအတွက်လည်းအဆင်ပြေတယ်ပေါ့နော် icon တွေယူပြီးတော့တချို့ website တွေဆိုရင်ဒီ icon ကုတ်လေးတွေလည်းယူလို့ရတာလေးတွေရှိတယ်ပေါ့နော်အဲဆိုရင်ဒီ web developer သမားတွေအတွက်လည်းအဆင်ပြေတယ်နောက်ပြီး graphic designer တွေနောက်ဒီ design UX designer တွေအတွက်ဒီ icon website တွေကိုသိတာမယ်ဆိုရင်ပို့ပြီးတော့လွယ်လွယ်ကူနဲ့ယူသုံးလို့ရတယ်ပေါ့နော်အဲကြောင့် highly recommend ပါလို့နောက်တစ်ခုကကြတော့လူတွေတော်တော်များများသိကြတယ် Freepik ဆိုတဲ့ website ပေါ့နော်ဒီ website ကတော်တော်များများလေးလည်းသိကြတယ်ဒီ Freepik မှာဆိုရင် icon တာမကဘူးပေါ့နော် photo တွေလည်းယူလို့ရတယ် illustration တွေလည်းရှိတယ်နောက်ပိုင်းဆိုရင်ဒီ AI generate လုပ်လို့ရတယ် image generator တွေပါရှိသေးတယ်ပေါ့နော်ဒီ Freepik ကတော့အရင်မိုက်ပါတယ်တော်တော်များများ designer တွေလည်းသုံးကြတယ်မှာဆိုလဲ icon လေးတွေဆက်ဆုံးလင်းလင်းရှိတဲ့အတွက်ကိုယ်စိတ်ကြိုက်ကိုယူသုံးလို့ရတယ်ပေါ့နော်တချို့ဟာလေးတွေကကြတော့ premium version လေးတွေဖြစ်တဲ့အတွက်ကိုက premium ဝယ်မသုံးနိုင်ဘူးဆိုရင် free version လေးတွေကိုရှာပြီးတော့အသုံးပြုလို့ရပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်